สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Pim Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလာပြီးတော့မျှဝေပေးသွားမယ်သင်ခန်းစာအသစ်လေးကတော့ထိုင်းလိုပေါ့နော်ကျမတို့ကဒီနောက်ကျသည်ဆိုတဲ့စကားလုံးကိုထိုင်းလိုဘယ်လိုသုံးမလဲပေါ့နော်ထိုင်းအခေါ်အဝေါ်လေးတွေမှာဘယ်လိုသုံးလေးရှိရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်နောက်ကျသည်ကိုထိုင်းမှာဆိုရင်2မျိုးပြောလို့ရပါတယ်ပထမတစ်မျိုးကတော့ဆိုင်စောအိုင်းဆိုင်နောက်ကျသည်ပေါ့နောက်တစ်ခုမှာဆိုရင်ဒေါ်ဥကောတုဆိုတာလဲနောက်ကျသည်ပါပဲတို့2မျိုးကဘယ်လိုကွာခြားချက်ရှိလဲဆိုတာတော့ဆက်ပြောကြည့်ပြပါမယ်အရင်ဦးဆုံးကျမတို့ကဒီဆိုင်ဆိုတာနဲ့ဒီဆိုင်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ပြောပြပြီးတော့မှာဖြစ်ပါတယ်ဆိုင်ဆိုတာကနောက်ကျသည်ပဲပေါ့နော်သူကများတော့အဖြစ်ပေါ့နော်ဒီရေဘူးရအဖြစ်နောက်ကျတဲ့အခါမှာသုံးတယ်စကားပြောတဲ့အခါမှာလည်းသုံးတတ်တယ်ပြီးလို့ရှိရင်ကျမတို့များတော့အဖြစ်ပေါ့နော်နေ့အချိန်မှာနောက်ကျတဲ့အခါမှာဆိုရင်ဒီဆိုင်ဆိုတဲ့စကားလုံးကိုအများအဖြစ်သုံးကြပါရဲ့ရှင်သူကိုစာကြောင်းလေးအနေနဲ့ကျမတို့ဘယ်လိုသုံးမလဲဆိုတော့ဆက်ကြည့်သွားကြပါမယ်ရှင်ပထမအဆုံးစာကြောင်းမှာဆိုရင်ฉันไปทำงานสายฉันဆိုတာကအကုန်လုံးတီးကြတဲ့အတိုင်းပဲကျွန်တော်ကျမပေါ့နော်ไปทำงานဆိုတာကအလုပ်သွားလုပ်တယ်สายဆိုတာကခုနကပြောတဲ့ဟာပဲနောက်ကြသည်ပေါ့နော်ฉันไปทำงานสายဆိုတာကငါအလုပ်သွားတာနောက်ကြတယ်ပေါ့နော်ฉันไปทำงานสายနောက်တစ်ကြောင်းမှာဆိုရင်ခြံမားဆိုင်ဆိုတာကငါလာတာနောက်ကျတယ်မားဆိုတာကလာတယ်ပေါ့နော်ခြံမားဆိုင်ငါလာတာနောက်ကျသည်နောက်တစ်ခုမှာဆိုရင်ခြံဒွန်ဆိုင်ဆိုတာကဒွန်ဆိုတာကအိယာထားတာကိုပြောတာပေါ့နော်ခြံဒွန်ဆိုင်ဆိုတာကငါအိယာထားနောက်ကျတယ်ငါအိယာထားနောက်ကျသည်ပေါ့နော်ခြံဒွန်ဆိုင်ရေဘူးရအပြင်ကျမတို့ဘယ်လိုနေရာမှာသုံးမလဲဆိုရင်เธอเข้าประชุมสายเธอเข้าประชุมสายเธอဆိုတာကနေပေါ့နော်เข้าประชุมဆိုတာကအစည်းအဝေးတက်တာပေါ့နော်ဆိုင်နောက်ကြတယ်နေအစည်းအဝေးတက်ရောက်တာနောက်ကြလိုက်တာပေါ့ဒါကိုပြောချင်တာပေါ့နော်ဒါဆိုရင်ကျမတို့ပြန်ဆိုကြည့်ပါမယ်เธอเข้าประชุมสายနေအစည်းအဝေးတက်တာနောက်ကြလိုက်တာဒီလိုမျိုးအသုံးလုံးမှာသုံးပါရဲ့ရှင်ယခုဆက်လက်ပြီးမျှဝေပြီးတော့မယ်စကားလုံးကတော့ตึกပေါ့နော်ဒေါ်ဥကောตึกဆိုတာနဲ့ပတ်သက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်သူဟာဆိုလို့ရှိရင်ပေါ့နော်များတော့အပြင်ကျမတို့ဒီညအချိန်နောက်ကျတဲ့အခါမှာဆိုရင်3လေးရှိတယ်ပြီးလို့ရှိရင်အချိန်နေအကြောင်းတစ်ခုအကြောင်းကျမတို့နောက်ကျတယ်လို့ပြောမယ်ဆိုတဲ့အခါမှာ3လေးရှိပါရဲ့ရှင်ဒေါ်ဥကောตึกသူကိုကျမတို့ဥမာအနေနဲ့စာကြောင်းလေးသုံးကြည့်ပါမယ်ฉันนอนตึกฉันဆိုတာကကျွန်တော်ကျမ non ဆိုတာကအိတ်တာပေါ့နော်ตึกဆိုတာကနောက်ကျတာฉันนอนตึกဆိုတာကငါအိယာဝင်တာနောက်ကျတယ်ပေါ့နော်ฉันนอนตึกငါအိယာဝင်တာနောက်ကျတယ်နောက်တစ်ခုမှဆိုရင်ฉันกลับบ้านดึกฉันဆိုတာကငါပေါ့နော်กลับบ้านဆိုတာကအိမ်ပြန်တာดึกဆိုတာကနောက်ကျတယ်ฉันกลับบ้านดึกဆိုတာကငါအိမ်ပြန်တာနောက်ကျတယ်ฉันกลับบ้านดึกငါအိမ်ပြန်တာနောက်ကျတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီကနေ့မျှဝေပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်ဒီအခုဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပေါ့နော်ဒီနောက်ကျတယ်လို့ပြောတဲ့အခါမှာဘယ်စကားလုံးလေးကိုရွေးပြီးတုံးမလဲဆိုတာကိုမမှန်ပေးခဲ့လို့ရပါတယ်ရှင်ဆိုင်ဒါမှမဟုတ်တစ်ကိုတုံးမလားပေါ့နော်ဗီဒီယိုလေးကိုစောအောင်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်ရှင်